လုံးပဲမင်္ဂလာပါရှင် level 1 video class ကနေပြီးတော့ကြိုဆိုပါတယ်ရှင်ကဲဆိုတော့ဘောနော်ဒီနေ့မှာအရင်ကထပ်ပြီးတော့တင်ပေးမှာကဘောနော်ခုတစ်ခါထိုင်းပြီးအနိုင်တောင်အုပ်စုတဲက24လုံးထဲကဘောနော်နောက်ထပ်မှန်ပြီးတော့9လုံးဘောနော်အရင်ထပ်မှန်ပြီးတော့တင်ပေးပြီးတော့မှာပဲဖြစ်တယ်ကဲပိုင်းမှာအုပ်စုအနေတစ်လုံးနဲ့ဘောနော်စမယ်ဘောနော်စောဆိုတာဒီတန်ကြိုးကိုပြောတာဖြစ်တယ်ပေါ့နော်သူရဲ့ဒီအတန်ထွက်ကစောရမယ်နော်စောတွေ့တော့စားလုံးရေးချစောကိုစားလုံးတိ6ငယ်အောက်ကောင်ကြီးစောဆိုရင်တန်ကြိုးရုပ်ရင်းကြီးကြတော့သူကခေါ်ခူတ်တဲ့တူပဲစင်ခက်စစ်လေးပေါ့နော်ပြန်ပြီးတော့မြင့်မယ်ပြီးတော့အခွေးလေးနည်းနည်းလေးထပ်မယ်ပေါ့နော်စောရမယ်နော်စောရမယ်နော်ကဲနောက်ထပ်တစ်လုံးကချောချွသူလည်းပဲချောပဲအရင်ကတစ်လုံးတော့လည်းချောပဲနော်တွေ့တော့ခါခွေရပေးရေးချချောရမယ်နော်ချောချွကိုမြန်မာလိုရေးလို့မရဘူးခိုင်နေတယ်နော်သွားလေเจ้าတန်နဲ့ထွက်မဲ့စကလုံးဆိုမြန်မာလိုရေးလို့မရဘူးချွဆိုရင်အာတန်နဲ့ထွက်မှရချွလုံးဝရေးလို့မရအောင်နော်ဆိုတော့ခြုံဖို့ပေါ့နော်ဒီချောတစ်လုံးကိုရေးတော့မယ်ဆိုလို့ရှိရင်အရင်ဆုံးထောထူတတိုင်နဲ့သွားတယ်ပြီးတော့အထက်ကိုပြန်ဝေတယ်ပြန်ကွေးတယ်နော်ပထမဦးဆုံးပေါ့နော်ထောထူလိုပဲရေးရတယ်အထက်ကိုကွင်းတယ်ပေါ်ပြန်တက်တယ်နော်ထောထူဆိုရင်ဒီလိုမျိုးဟာလားသွားချောချမှာဆိုလို့ရှိရင်အထက်ကိုပြန်ကွေးရတယ်ပြီးတော့ပြန်တက်တယ်ပေါ့နော်ဒါဒီချောရမယ်နော်ချောလေကြောင်းတယ်နော်ချရမယ်နော်ချောโอเคကဲနောက်ထပ်တစ်လုံးကယောหญิงယောတွေ့တော့ရပလဲရေးချယောဟုတ်ပြီနော်ယောရမယ်နော်ယောหญิงหญิงဆိုတာဒီ main ကလေးပေါ့နော်หญิงဒီရဲ့အတန်ထွက်ကယောဟုတ်မယ်နော်ယောหญิงပထမတစ်လုံးကစောဒုတိယတစ်လုံးကချောတတိယတစ်လုံးကယောရမယ်နော်โอเคနောက်ထပ်တစ်လုံးကလည်းထောပေါ့နော်သူကထောနางโมโทသူကဒီထောနဲ့ထောနဲ့မတူနော်ထောအဲ့ဒါဒီအနည်းတန်ပြီးဟုတ်ပြီနော်ဟုတ်တယ်နော်ထောဒီအနည်းတန်မှာဆိုရင်ထောရမယ်နော်ထောတွေ့တော့ထားဆက်ထူရေးချထောနางโมโทဆိုတဲ့အဓိပ္ပာယ်ကပေါ့နော်နတ်သမီးนางโมโทဒီဘက်ကမှာမိုထိုလို့လည်းသုံးတယ်นางโมโทဆိုပြီးတော့လည်းသုံးတယ်เนาะထောနางโมโทဆိုတာဒီနတ်သမီးကိုပြောတာပဲဖြစ်တယ်เนาะခေါ်ထုတ်ခါဒီရောရင်ကိုရေးပြမယ်ပေါ့နော်ရောရင်ရဲ့ရေးနည်းကသူ့ကိုအရင်ဦးဆုံးအနေနဲ့သူ့ကိုထောထူတဒံလို့အရင်ရေးမယ်ပြီးတော့ဒီဘက်ပြန်လာမယ်ပေါ်ပြန်တက်မယ်အောက်မှာဒီလိုလေးလာမယ်နော်ရမယ်နော်ထောထူလို့ရေးမယ်ဒီတက်မယ်ဒါလေးယောหญิงရေးနည်းရဲ့ပုံသဏ္ဍာန်ပေါ့နော်